chapter 1မှာဆိုလို့ရှိရင်တော့ကောင်းစဉ်ကဒီ SI unit of measurement basis information ပေါ့နော်အဲ့တော့ဒီအခန်းမှာဆိုလို့ရှိရင်ဒီကျွန်တော် introduction အနေနဲ့ပါလဲဆိုလို့ရှိရင်ဒီunit ပေါ့နော် unit ဆိုတာကဒီအရေးအတွက်ပမာဏပေါ့နော်ဒီဟာကိုတိုင်းတာတဲ့အခါမှာသုံးတာပေါ့နော်ဒါအလွယ်တကူပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်ဘဝမှာ unit တွေနဲ့အမြဲတမ်းထိတွေ့နေရပါပေါ့အဲ့တော့အလျားဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့လက်မဘယ်လောက်လဲမီတာအမလို့ရှိရင်စင်တီမီတာပေါ့နော်ဒီလိုမျိုးတွေနဲ့ unit တွေကိုသတ်မှတ်ကြ electrical မှာလည်း unit တွေရှိတယ်အခြားနေရာတွေမှာလည်း unit ဒီတစ်ခုခုပမာဏတစ်ခုခုကိုတိုင်းတာပြဖို့ဆိုရင်နောက်မှာ unit တွေနဲ့သတ်မှတ်ပြီးတော့သုံးပြုတယ်ပေါ့နော်အဲ့တော့ unit ကတော့မဆန်းကျေဘူးပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီ basis unit နဲ့နောက်တစ်ခု drive unit ဆိုပြီး unit ကိုနှစ်ခုခွဲလိုက်တာပေါ့နော်အဲ့တော့ basis unit မှာပါလဲဆိုလို့ရှိရင်basis unit မှာဆိုလို့ရှိရင်သူကဒီ length ရယ် mass ရယ်ပြီးရင် time ပြီးရင်ဒီ electric current ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါက quantity ပေါ့ quantity ဆိုတာကကျွန်တော်ဒါအလျားပေါ့နော်တခုခုကျွန်တော်ကဒါဟောပေါ့နော်သတ်မှတ်ပြတာပေါ့နော် quantity အလျားမှာဆိုရင် unit ကကြတော့ meter meter ပေါ့နော်ဒါဆို meter မီတာပေါ့အဲ့ဒါအောင်မှာဆို symbol ကဒီ m နဲ့ပြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်သိတာမြင်တာအောင် electric current လျှက်စီးပေါ့နော်လျှက်စီးဆိုလို့ရှိရင် unit က ampere ကျွန်တော် ampere လို့ပဲခေါ်ပြီးတော့သူ့ရဲ့ symbol ကကြတော့ k နဲ့ပြဒီ a နဲ့ပြတယ်ပေါ့နော်အဲ့တော့ဒီဟာက basis unit မှာနောက်တစ်ခုကသူက drive unit ကကြတော့ဒီ basis unit လေးတွေကိုပေါင်းပြီးတော့ဖြစ်ပေါ်လာတဲ့ unit ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကဒီvolt ဆိုတဲ့ဟာကသူကကူလောင်နဲ့ဂျိုးနဲ့ကိုနှစ်ခုပြန်ခွဲထားတယ်အဲ့တော့ဒါကိုကျွန်တော်တို့ကဒါဒါဆိုလို့ရှိရင်တော့ဒီ unit ကိုဒါခွဲထားတဲ့ဟာကိုပြတာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ volt ကိုအဓိပ္ပာယ်သတ်မှတ်တာကြတော့ဒီ unit နှစ်ခုအပေါ်မှာလည်းမူတည်ပြီးတော့သတ်မှတ်လို့ရတယ်အဲ့တော့ joule per coulomb က voltage ကတန်ဖိုး voltage ကိုကျွန်တော်တို့ကပုံမှန်ဆိုရင် voltage ပဲပြောတယ် joule တို့ဒီ coulomb တို့ကတော့အပြင်မှာတော့ကျွန်တော်မသုံးဘူးပေါ့နော်အဲ့တော့ဒါကတော့ဒီသိထားရင်ပိုကောင်းတယ်ပေါ့နော်ဒီလိုဒါကြောင့်မလို့ဒီမှာဖော်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီ drive unit တွေကဒီနာမည်တွေနဲ့ပေါ့နော်အမည်နာမတွေနဲ့သုံးတာများတယ်ပေါ့ဥပမာကျွန်တော်ဒီ volt ဆိုလို့ရှိရင် volt ဆိုတာကသူကနာမည်လူတစ်ယောက်ရဲ့နာမည်ပေါ့နော်သူနာမည်ကကြတော့ဒီ Alessandro Volta ပေါ့သူ့ကိုကျွန်တော်ဂုဏ်ပြုပြီးတော့ volt လို့သုံးထားတာအဲ့တော့ဒီမှာဆိုလို့ရှိရင်ပါမလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ quantity မှာကျွန်တော်တို့ capacitance ပေါ့နော် capacitance SI unit ကကြတော့ farad ပြီးသွားရင်နောက်တစ်ခုသူ့ရဲ့ symbol ကကြတော့ F ကျွန်တော် FG ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ဒီကျွန်တော်ဒီ drive unit တွေပေါ့နော် drive unit တွေဒါလေးတွေကိုကျွန်တော်ဒီမှာဘုဒ္ဓအနေနဲ့ရှင်းပြပေးထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် power ရဲ့ဒီ unit ပေါ့နော်ဒီဒါ WG နဲ့ပေါ့နော်ဒါသူက watt အဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်တို့ ਨੇ ယဉ်နေနေတဲ့ဟာတွေကဒီ resistance ဟောပါမယ်ပြီးတော့လို့ရှိရင်ဒါ energy တို့ work တို့ပါမယ်ပေါ့နော်ဒီဘက်မှာလည်းပဲအများစုဒါဒီဟာတွေဆိုလို့ရှိရင်လည်းဆက်ပြီးတော့ဒီလေ့လာကြည့်လို့ရပါတယ်ဒါကတော့အခြေခံအကြောင်းအရာလေးတွေပေါ့နော်အဲ့တော့ဒီ multiple နဲ့ self multiple ကကြတော့ဗာလဲဆိုလို့ရှိရင်သင်္ချာရဲ့အခြေခံသဘောတရားတွေပေါ့ကျွန်တော်တို့ဒီ electrical မှာဆိုလို့ရှိရင်ကျွန်တော်တို့ watt ဘယ်လောက်လဲဒါမှမဟုတ်လို့ရှိရင် kilowatt အဲ့တော့အသုံးပြုတဲ့ဒီပမာဏလက်စစ်ပမာဏကို watt နဲ့ပြောတယ် kilowatt တွေနဲ့ပြောတယ် megawatt တွေနဲ့ပြောတယ်ပေါ့နော်အဲ့တော့ဒီသင်္ချာ unit ကိန်းဂဏန်းတွေရဲ့ဒီမြောက်ဖော်ကိန်းဆိုတာ multiply ပေါ့နော်ဒါကိုကျွန်တော်တို့ကဒီမှာဒီ multiple and self multiple ဆိုပြီးတော့ဒီမှာဇာတ်လေးနဲ့ဖော်ပြပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီဇာတ်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ကီလိုဆိုလို့ရှိရင်သူ့ရဲ့ဒီသင်္ကေတပေါ့နော်ကျွန်တော်ကီလိုဆိုလို့ရှိရင်မေးတော့ဘယ်နဲ့ k နဲ့ရေးတယ်အဲ့တော့ဒီတစ်ခါလေးမှာ
တွေ့ရတတ်တဲ့ဟာကီလိုဆိုရင် K အကြီးအနေရေးတာရှိတယ်ဒီမှာဆိုရင်တော့ပုံမှန် K အသေးနဲ့ပဲရေးတာပေါ့နော်အဲ့တော့1000ပြောတာဒါကီလိုဆိုရင်1000နဲ့မြောက်တာပေါ့နော်10 power 3ပေါ့နော်အပေါ်မှာကျွန်တော်တို့ဒါ1013ကမြောက်တယ်ပေါ့ဗျာအဲ့တော့ဒါကတော့ကျွန်တော်တို့ဒီအသုံးပြုတာအများဆုံး unit နော်ကီလိုဒါပြောပြတာမီလီဆိုလို့ရှိရင်လည်းကျွန်တော်လျက်စီးမှာဆိုလို့ရှိရင်လည်းမီလီအမ်အနေနဲ့ ampere နဲ့ပြတာရှိတယ်ဒီမှာဆိုလို့ရှိရင်ဒါဥပမာအနေနဲ့မီလီအမ်ပီယာ2မီလီအမ်ပီယာဆိုလို့ရှိရင် 0.02 ampere ဒါသူ့ကိုမီလီဖြစ်တဲ့အတွက်သူကဒီ1000နဲ့စားတာပေါ့နော်ပြီးတော့ micro nano pico ပေါ့အဲ့တော့ဒါကတော့ဒီမှာဆိုလို့ရှိရင်ဒီဟာကဒီ 3.9 mega volt ပေါ့နော် mega volt လို့ပြောရဲဆိုရင် mega ဆိုလို့ရှိရင်သူကဒီ mega ရဲ့တန်ဖိုးကဒီ10 power 6ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ 3.9 ကသူကများတာပေါ့နော်ကနန်းကိုများတဲ့အတွက်သူ့ကိုဒါကျွန်တော်တို့ဘာလို့ထားလဲဆိုရှင်ရှေ့ကကနန်းနဲ့ပြောလိုက်တာ mega ဆိုရင်ပုံမှန်တော့ကျွန်တော်တို့ဘာလဲဆိုရင်3ခုနောက်မှာ305လုံးရှိမယ်ပေါ့ဒါလေးကိုသူကဒီဟာကိုဒီနေရာမှာရှိတဲ့ဒသမကိန်းလေးကိုနောက်ကို3 4 5 6ဆိုပြီးတော့နောက်ကို6နေရာရွှေ့ခိုင်းတာပေါ့နော်ရွှေ့ခိုင်းနေဆိုတာတကယ်တော့ mega တန်ပေါ်6နဲ့မြောက်ရင်3ညတွေဒီဘက်ကိုဖြစ်သွားတဲ့ပုံစံဒါကတော့ကျွန်တော်တို့ဒါအခြေခံသင်္ချာပေါ့နော်သင်္ချာတွက်ချက်မှုပုံစံလေးတွေဖြစ်ပါတယ်ဒါကိုဘုဒ္ဓတအနေနဲ့ထည့်ပြီးရေးပေးထားတာပေါ့နော်ဒီမှာဆိုရင်ဒီ unit တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုတော့သုံးတင်တယ်မသုံးတင်ဘူးပေါ့နော်ဒါလည်းဒီဘုဒ္ဓလေးရအောင်ထည့်ပေးလိုက်တာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဘာလေးတွေကဒီမှာရှိမလဲဆိုရင်ねဒီမှာဆိုလို့ရှိရင်ねသူကအရန်ကိုတိတိကျကျပေါ့နော်ဒီမှာကိန်းကနန်းနေဒီအနောက်မှာသူကဒီချပြီးရေးရမယ်ဆိုတာအစ space ချပြီးရေးရမယ်ဆိုတာအစသတ်မှတ်ထားရှိတယ်ဒါပေမဲ့ကျွန်တော်တို့အများစုကတော့ဒီတိုင်းပဲရေးနေကြတယ်ပေါ့နော်ရေးနေကြတယ်ဒါကိုသိပြီးတော့ဒီအလေးမထားမိကြဘူးပေါ့နော်ဒီဟာနဲ့ unit နဲ့ပတ်သက်ပြီးတော့အဲ့တော့နောက်တစ်ခုကဒီ conversion unit တွေပြောင်းတာတော့ပုံမှန်ဒီကျွန်တော်တို့ internet ကနေပြီးတော့ပဲ unit conversion ခေါ်ပြီးတော့ကြိုက်တဲ့ unit တစ်ခုအားနောက် unit တစ်ခုကိုပြောင်းလို့ရပါတယ်ဒါကတော့ပုံမှန်ဒီအခြေခံ unit conversion လေးတွေကိုဒီမှာထည့်ပေးထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် millimeter centimeter ဒါဆိုလို့ရှိရင်ဒါဘယ်လိုမျိုးပြောင်းမလဲဆိုတာပေါ့ဒါကျွန်တော်တို့ဆိုလို့ရှိရင်တော့အလွတ်မှတ်ထားမျိုးတော့မရှိဘူးအသိကျင်နေဆိုလို့ရှိရင်ပြောင်းကျင်နေဆိုရင် internet ဒီထဲမှာဘလောက်ကဘလောက်ဘာကိုပြောင်းမယ်ဆိုပြီးတော့ရိုက်ထည့်လိုက်တာပေါ့နော်အဲ့တော့ memorize မလုပ်နိုင်ဘူးဒီတိုင်းပဲကျွန်တော်တို့အလွယ်တကူရှာတဲ့နည်းလမ်းပေါ့နော်အဲ့တော့ area ပြီးရင် volume ပြီးရင် capacity ဒါတော့ဘုဒ္ဓအနေနဲ့ထည့်ပေးထားတာဖြစ်ပါတယ်နောက်တနေရာမှာကျွန်တော်ဒီဟာလေးတွေရဲ့အကြောင်းကိုအနေငယ်ကျွန်တော်ထပ်ပြီးရှင်းပြထားပါတယ်ဒီဟာတွေကကျွန်တော်ဒီအခြေခံဒီ physics မှာပေါ့နော်ကျွန်တော်တို့အခြေခံပညာပိုင်းမှာပါတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်ဒီ electrical အကြောင်းအရာကိုလေ့လာမယ်ဆိုလို့ရှိရင်တော့ဒါ physics ဆိုတာပြစ်ပယ်လို့မရတဲ့ဟာဖြစ်တယ်နောက်တစ်ခုဒီနောက်ပိုင်းကျွန်တော်တို့ဒီbattery ဘိုင်းနေဆိုလို့ရှိရင်လည်းဒီ chemistry ဘိုင်းနေလည်းပါတယ်ပေါ့နော်ဒီဟာတွေကိုဒီအားလုံးကဆက်ပြီးတော့တွေးခေါ်ပြီးတော့သွားတဲ့အပိုင်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒါဒီသူ့ရဲ့အကြောင်းအရာလေးတွေကိုဒီရှင်းပြပေးထားတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကဒီ Pythagoras အကြောင်းကိုရှင်းထားတာဘာလို့ဒီသင်္ချာအကြောင်းတွေကိုဒီကျွန်တော်တို့ electrical စာအုပ်ထဲမှာထည့်ပေးထားရလဲဆိုလို့ရှိရင်ဒီ electrical မှာလည်းဒီသင်္ချာနဲ့ပတ်သက်ပြီးတော့ဒီမသိလို့မဖြစ်တဲ့အကြောင်းအရာမျိုးတွေပေါ့နော်ကျွန်တော်တို့ဒါအရင်သင်္ချာသဘောတရားဆန်တဲ့ဟာတွေမဟုတ်ပါဘူးဒါ electrical မှာမဖြစ်မနေထည့်သွင်းတွက်ချက်ရတဲ့အကြောင်းအရာတွေအကြောင်းပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီတွေ့ကန်တစ်ခုမှာဒီဟာကကြတော့သူကဒီမှာအနာသုံးခုပေါ့နော်အနာသုံးခုရှိတာဟိုမှာကျွန်တော်တို့ကဒီမှာဒီနှစ်ခုကိုသိတယ်ဒီတနာကိုလိုချင်တယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင်ဘယ်လိုမျိုးတွက်ချက်ရလဲပေါ့နော်ဆိုလို့ရှိရင်ဒီဟာလေးနဲ့သူကတွက်ချက်ပြထားတာဖြစ်ပါတယ်ဒီအကြောင်းအရာလေးတွေလည်းဒီမှာလေ့လာမှာဖြစ်ပါတယ်အဲ့တော့
ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုtrigonometry ပေါ့နော်ဒီ trigon တွေရဲ့ဒီအနားတွေနဲ့ထောင့်တွေဆက်ဆက်မှုတွေရဲ့အကြောင်းအဲ့တော့ trigon တွေရဲ့အနားထောင့်တွေဆက်ဆက်မှုတွေအကြောင်းကိုဒီမှာအခြေခံပေါ့ဒါကျွန်တော်တို့ငယ်ငယ်တော့ဆိုရင်ဒီမှာဒီမနီထပေါ့နော်ဒီဟာမျိုးတွေနဲ့ကြက်ခဲ့တာရှိတယ်ဒီမှာဆိုလို့ရှိရင်ဒီအကြောင်းအရာတွေကိုပဲပြန်ပြီးတော့ရှင်းပြပေးထားတာပေါ့နော်အဲ့တော့ဒီသင်္ချာသဘောတရားတွေကိုဘာကြောင့်သိသင့်တာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ဒီလျှက်စစ်ကိုဒီပြန်ပြီးတွက်ချက်ပြီးတော့တွက်ထုတ်တဲ့အခါမှာဒီသဘောတရားတွေကမဖြစ်မနေထည့်သွင်းစဉ်းစားရတဲ့အပိုင်းတွေရှိတယ်ဒါကြောင့်မလို့ဒီ trigo အပိုင်းကိုလည်းဒီမှာငယ်ငယ်ထည့်ပေးထားတာပေါ့နော်အဲ့တော့ဒီခြေခံပိုင်းတွေကိုတရားလေ့လာမယ်ဆိုလို့ရှိရင်ဒီဟာလေးလိုအပ်ပါတယ်အဲ့တော့ကျွန်တော် chapter 1မှာတော့ဒီလောက်ပဲပေါ့နော်ဒါ unit တွေရဲ့အကြောင်းကို chapter 1မှာဒီပေါ်ပြပေးထားတာဖြစ်ပါတယ်